ဒီတကဗီဒီယိုမှာတော့လှမိုးအောင်တစ်ဖြစ်လဲမိုးကြီးခေါ်ရှိုင်းအောင်ဝဲကြောင်းပြောသွားမှာဖြစ်ပါတယ်ရှိုင်းအောင်ကတော့ဖိုက်တင်ဥစော်ကြီးရဲ့စင်တင်ပေးမှုနဲ့လူချမ်းဘဝနေပြီးတော့မင်းသားဘဝကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဒါဥစော်ကြီးကလည်းဖိုက်တင်အញ្ញမ်းကောင်းတာကြောင့်သူ့ကိုမင်းသားတင်မှုအတွက်စိတ်ကူးခဲ့ပုံတော့ရပါတယ်ပြီးတော့သူတင်ခဲ့မှုတဲ့မင်းသားတွေထဲမှာရှိုင်းအောင်ကအတော်ဆုံးလို့လည်းသူကိုယ်တိုင်ထုတ်ပေါက်ဖို့ခန်းစားမျိုးရှိပါတယ်မမရပြောရမှာဆိုရင်ရှိုင်းအောင်လူချမ်းဘဝမှာတော့ရွာတရားကိုရိုက်ကွင်းသွားတဲ့ခါမှာရွာလူတွေကရှိုင်းအောင်မင်းသားထင်ပြီးတော့အနောက်ဝိုင်းအောင်လာတာမျိုးရှိခဲ့တယ်လို့လည်းပြန်လည်းကြားသိခဲ့ရပါတယ်ရှိုင်းအောင်ကလည်းနည်းနည်းလေးလှုပ်ချောတဲ့ပုံစံဆိုတော့သူ့ကိုလူချမ်းလို့လည်းတုံတော့ထင်မှာတော့မဟုတ်ပါဘူးဦးကျော်ဟိန်းနဲ့လည်းမျက်နှာပေါက်ကခတ်စင်နေရှိပြီးတော့ဦးကျော်ဟိန်းကိုလည်းအရန်ကြိုက်ခဲ့တဲ့သူဖြစ်ပါတယ်တနေ့မှဆိုလို့ရှိရင်ဦးကျော်ဟင်းရဲ့ရိုက်ကွင်းတစ်ခုကိုတနေကုန်နေပါကိုသွားပြီးတော့ထိုင်ကြည့်ခဲ့တယ်လို့လည်းသိရပါတယ်။အဲ့လိုနဲ့ပဲရှုမဝဇကားမှာဦးကျော်ဟင်းနဲ့တွဲဖက်ပြီးတော့ဘိုးကြီးနေရာနေပြီးတော့တရုတ်ဆောင်မှုဖြစ်လာတဲ့ခါကျတော့သူ့ရဲ့အိမ်မက်တွေတကယ်ဖြစ်လာပြီလို့ပြောလို့ရတာပေါ့။အဲ့ဒီရှုမဝဇကားကလည်းသူရိုက်ခဲ့တဲ့ဇကားတွေထဲမှာအောင်မြင်ဆုံးစင်းဝဇကားလည်းဖြစ်သွားခဲ့ပါတယ်။သူ့တော်တော်များများဘိုးကြီးနဲ့တွဲပြီးတော့သိခဲ့တယ်ပေါ့။ပြီးတော့ရှိုင်းအောင်ကခွဲခြားတဲ့သူမဟုတ်ဘဲနဲ့ဇဘိုးဇက်ရန်လူချမ်းတွေအားလုံးလည်းတပေးတညီတဲ့ဟော်ဘော်ရေးဆက်ဆံတဲ့လူဖြစ်တာကြောင့်ပရိသတ်တွေထဲမှာလည်းမဟုတ်ဘဲနဲ့ဒီသူနဲ့တွဲဖက်တဲ့အနုပညာရိုက်ကွင်းမှာပါသူ့ကိုချစ်တဲ့ခင်တဲ့လူတွေများရလို့သိရပါတယ်။ရှင်းလုံးလက်ခတ်တဲ့အာကစားလည်းလုပ်တယ်။ဖိုင်တင်ထိုးတာလည်းတော်တာကြောင့်တော်တော်များများသူ့ကိုကြိုက်ခဲကြပါတယ်။ကျွန်တော်ကတော့ပါဆန်နယ်အမြင်ရပြောရမှာဆိုလို့ရှိရင်တော့ဗီဒီယိုဈေးကွက်ရဲ့မင်းသားထဲမှာဖိုက်တင်ကတော့မပြောတတ်ပေမဲ့တရုတ်ဆောင်ပိုင်းကတော့အကြိုက်ဆုံးမင်းသားတော့ရှိုင်းအောင်ပါပဲဒါဒီလုံးနဲ့ရှိုင်းအောင်က1996ခုနှစ်ရဲ့ဆောင်းရာသီကာလမှာတော့ရုတ်တရက်ကျွေးလွှင့်ခဲ့ရတာပေါ့သူကွယ်လွန်တဲ့ချိန်မှာတော့အသက်25လောက်ပဲရှိအောင်မှနဲ့တူပါတယ်ဒါကြောင့်မလို့အကျွေးစောတဲ့မင်းသားရဲ့မှာတယောက်ပါဝင်ပြီးစည်ရင်ဝင်သွားခဲ့တာပေါ့ရဲကိုတို့ရှိုင်းအောင်တို့ကအဲ့ဒီခေတ်ကာလတော့အရှင်ငါဆိုလို့ရှိရင်တော်လန်ရေးကားပုံစံမျိုးတွေပဲအယိုင်များပြီးတော့ရိုးအီနေတဲ့ကာလတစ်ခုမှာသူတို့ကတော်လန်ရေးကားတွေမဟုတ်ဘဲနဲ့အထိုးကျိတ်အသားပေးဖိုက်တင်ကားတွေကိုလည်းအများပြရိုက်ကူးခဲ့တာကြောင့်လည်းတော်တော်များများလူကြိုက်များခဲ့တဲ့အချက်ထဲမှာတစ်ချက်ပါဝင်ဖြစ်လိမ့်မယ်လို့တော့ကျွန်တော်ကတော့ယူဆမိပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့တစ်ချိန်တုန်းကလှမိုးအောင်မိုးကြီးခေါ်ရှိုင်းအောင်အကြောင်းလေးကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ကျေးဇူးပါ